စ်ပါးသီလဆိုတာ1ပါဏာတိပါဒဝေရာမဏိသိက္ခာပဒံတမာတိယာမိသူ့အသက်ကိုတတ်ခြင်းမှရှောင်ကျင်ရသောသီလပရိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏ဖေဟာ2အဒိဏဒါနာဝေရာမဏိသိက္ခာပဒံတမာတိယာမိပိုင်ရှင်မပေးသောသူတစ်ပါး၏ပစ္စည်းဥစ္စာကိုခိုးယူခြင်းမှရှောင်ကျင်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာ3အဗြဟ္မစတိယဝေရာမဏိသိက္ခာပဒံတမာတိယာမိမမြတ်သောနေထုံအကျင့်မှရှောင်ကျင်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်တည်ပါ၏အရှင်ဖေဟာ4မှုသာဝါဒဝေရာမဏိသိက္ခာပဒံတမာတိယာမိမဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကျင်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာငါသူရာမေရယမစ္ဆပမာရဌာနာဝေရာမဏိသိက္ခာပဒံတမာတိယာမိမေးလျော်ခြင်း၏အကြောင်းဖြစ်သောမူရစ်စေတတ်သည့်သေရည်သေရက်ကိုတောက်စားခြင်းမှရှောင်ကျင်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာ6ဝိကာလဘောဇနာဝေရာမဏိသိက္ခာပဒံတမာတိယာမိနေလွဲညစာစားတောက်ခြင်းမှရှောင်ကျင်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာ9နိစ္စဂီတဝါရိတဝိတုတဒတနမာလာခဏဝိလေပနဒါရဏမန္ဒနာဝိဘုတနာဌာနာဝေရာမဏိသိက္ခာပဒံတမာတိယာမိအကုသို့များစေသောမကောင်းမှုကိုလည်းဖြစ်စေသောကခုန်ခြင်းတေးတချင်းတီဆိုခြင်းတီးမှုတ်ခြင်းကြည့်ရှုနားဆင်ခြင်းပန်းပန်ခြင်းနှံ့သာလိမ့်ခြင်းတို့မှရှောင်ကျင်ရသောသီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာ8ဥစ္စာတယနာမဟာတယနာဝေရာမဏိသိက္ခာပဒံတမာတိယာမိမြင့်မြတ်သောနေရာ၌လျှောက်ဆက်နေထိုင်ခြင်းမှရှောင်ကျင်ရသည့်သီလပရိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာ